ကောင်းမလေးငယ်ဟာဝေယနာမှာရှိတဲ့ငှက်နှစ်ကောင်ကသူမဖခင်ရဲ့ကားပေါက်ကွဲတော့မယ်လို့ပြောဆိုနေတာကိုမတော်တဆကြားသိသွားခဲ့ပါတယ်။ကောင်းမလေးငယ်ဟာအမြန်သွားရောက်ပြီးဘာဖြစ်တာလဲလို့မေးမြန်းခဲ့ပါတယ်။ငှက်တကောင်ကသူမရဲ့ဖခင်ကားထဲမှာဘုံတစ်လုံးရှိနေကြောင်းပြောပြခဲ့ပါတယ်။ကောင်းမလေးငယ်ဟာအခန်းထဲပြေးဝင်သွားခဲ့ပြီးသူမဖခင်ရဲ့ခြေထောက်ကိုဖက်တွေကကားမောင်းထွက်ခွာမသွားအောင်တားဆီးခဲ့ပါတယ်။သူမကငှက်တွေစကားပြောနေတာကိုကြားသိခဲ့ရကြောင်းဖခင်စီပြောပြခဲ့ပါတယ်။အမျိုးသားကကြားသိရတာကိုမယုံကြည်နိုင်ခဲ့ပါဘူး။သူဟာစစ်ဆေးဖို့အတွက်သမီးဖြစ်သူကိုအပြင်စီပွင့်ချီခေါ်ဆောင်သွားခဲ့ပါတယ်။မျှော်လင့်ထားသည့်အတိုင်းသူ့ရဲ့ကားအောက်မှာဘုံတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။အမျိုးသားကသမီးဖြစ်သူကိုအမြန်ပွင့်ချီထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီနောက်သူဟာကူညီဖို့အတွက်သူ့ရဲ့လက်ထောက်စီဖုံးဆက်ခဲ့ပေမဲ့ရဲတပ်ဖွဲ့ကမိသူဘုံထောင်ထားမှမရှာဖွေနိုင်ခဲ့ပါဘူး။အမျိုးသားကသမီးဖြစ်သူရဲ့အထူးစွမ်းရည်ကိုစမ်းသပ်ချင်တာကြောင့်ဘုံထောင်သူဘယ်လိုပုံစံရှိတယ်လဲဆိုတာကိုငှက်တွေစီကနေစုံစမ်းဖို့သူမစီတောင်းဆိုခဲ့ပါတယ်။သူတို့ဟာတထေးတစ်ယောက်ကိုကယ်တင်ခဲ့ကြောင်းသိရှိရပြီးနောက်ငှက်တွေကစုကြေးဖြစ်ဘိုးကောင်30ဝတောင်းဆိုခဲ့ကြပါတယ်။ကောင်းမလေးငယ်ကတောင်းဆိုချက်အကြောင်းသူမဖခင်စီပြောပြခဲ့ပါတယ်။အမျိုးသားမှာဘိုးကောင်တွေတွားရောက်ဖမ်းဆီးဖို့သူရဲ့ဝန်ထမ်းတွေကိုစေလွတ်ယုံမှလွဲအခြားရေးချယ်စရာမရှိခဲ့ပါဘူး။မကြာမီမှာပဲကောင်းမလေးငယ်ဟာဘိုးကောင်တွေကိုငှက်တွေစီယူဆောင်ပေးခဲ့ပါတယ်။အဲ့ဒီအခါမှပဲငှက်တွေကဘုံထောင်သူရဲ့ပုံစံကိုထုတ်ဖော်ပြောပြခဲ့ပါတယ်။အမျိုးသား2ယောက်ရှိတာပါ။အရက်ပိုမြင့်တဲ့သူရဲ့မျက်နှာမှာမဲ့နဲ့တစ်လုံးရှိပါတယ်။အခြားတစ်ယောက်ကတော့ခြေဆော့ပြီးလမ်းလျှောက်တာပါ။စတင်ချိန်မှာအမျိုးသားဟာအထောက်ထားပေါ်တန်တရားရှိခဲ့ပေမဲ့မကြာမီမှာပဲရဲတပ်ဖွဲ့ဟာသတင်းချက်လက်အပေါ်အခြေခံပြီးအမျိုးသား2ယောက်ကိုတွေ့ရှိသွားခဲ့ပါတယ်။သူတို့ဟာဘုံထောင်သူတွေဖြစ်ကြောင်းအတည်ပြုပြီးနောက်မှာတော့အမျိုးသားဟာသူခေါ်ယူထားတဲ့သမီးဖြစ်သူဟာတတဝါတွေနဲ့အမှန်တကယ်ဆက်သွယ်နိုင်ကြောင်းနောက်ဆုံးမှာသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒီနေ့မှာကောင်းမလေးငယ်